ချူချူပါဒီနေ့မှာ99 horror game ကိုယူရောက်လာပါတော့ဇလန်းလေးစားလိုက်ရအောင်ကောင်းနေမှုကွာငါဘယ်နေအောင်ရောက်လိုက်ရလဲကွာကောင်းရရောက်လာပဲကောင်းရနေမှုလိုက်တာဒါမှမဟုတ်သမီးနေရာမှာချူချူပဲဖြစ်ပါရဲ့ let's go ဇလန်းလေးစားမယ်ဘာမှပြပြကောင်းနေမှုလိုက်တာဘယ်ရောက်ရောက်ကွာတော်တော်ကောင်းနေမှုလိုက်မောင်မလေးကငါနေနေတိုင်းဟော်ရီကိုထက်ခဲရလားမသိဘူးငါပြောရောက်နေရတယ်အထားလိုက်ရပါဦးမယ်မနေ့ကကောင်းနေမှုလိုက်တာကွာတော်တော်နဲ့မပြေဘူးမလေးဒါ99ဂိမ်းကိုငါရောက်သွားပြီဒီထဲမှာကြောက်စရာကောင်းနေအများကြီးရှိရငါဘယ်လိုလုပ်မလဲဟိုမှာလေကလေးပြုတ်စင်းနေကြောညံထားပဲအဲ့ဒါကလေးကိုကဲရမှာပဲဘယ်လိုလုပ်မလဲမသိဘူးဒီနေရာလေးလာလိုက်တာဒီမကလေးငါတော့လိုက်ခဲ့စေပြောနေကြလားဘယ်လိုရောက်ကြောက်စရာကြီးရှော့ဒီနိုကလေးငါလက်အောင်မှာပဲမှုတ်ချင်ရဲ့ဘာသာနေရဒီကနေ့99 horror game ကိုရောက်လာပဲဒီမှာမီးကိုရောတားရောဆုံးနေရပဲဒီမှာတားစိမ့်နေပဲငါတားလို့ရင်ရှားမှာဒီ99ဟာရ99နဲ့မှတက်တာပုံလေးပါလားဖွင့်ရလားမသိတော့ရှာရအောင်ပဲငါစောစမိုင်းရှုံနေရတော့မရှာချင်တော့ဟဲ့ဒါလေးကဘာလဲဦးလေးထားလိုက်ပါတော့ငါကိစ္စလေးမဟုတ်ဘူးဆိုငါဘယ်မှပါတော့ပါဘူးတဲလေးစီးလိုက်ကောင်းမှမသိဘူးပြင်းပြေခေါင်းမှုပြေးသွားအောင်လို့တဲလေးစီးလိုက်ပါငါမေ့နေရပဲငါကလေးတော့ကြရမှာအဲ့တော့ငါကလေးတော့ကြမှရမယ်ဟိုမှာကလေးကြောက်မလားဘာကြီးလဲမသိဘူးငါတော့ကြည့်လိုက်မယ်ညမြောက်သေးဆိုတော့ငါကဲလို့ရရင်ညီမလေးလာမနေလိုက်ခဲ့လေညီမလေးပြောဟိုမလေးညီမလေးပြောပါလားညီမလေးမမနဲ့လိုက်ခဲ့နော်လာဟုတ်ကဲ့ပါမမသမီးတငယ်ချင်းလေးသမီးညီမလေးပြောင်းနေမမကိုရှာပေးပါအောင်နော်ဟုတ်လားသူကခေါ်တော့ရော99ဟိုရာကောင်ရခေါ်တော့ရမမရဲ့သမီးကြောက်တယ်ငိုပါနဲ့မမကဲပြီးပါလာမမရှိလိုက်ခဲ့နော်ဒီ99ကောင်ရစိုးသွားနေပြီမောက်ချပြီးမရသမီးညီမလေးကိုကဲပြီးပါမမကဲပြီးမယ်နော်ဒါနဲ့ညီမလေးနာမည်ဘယ်လိုခေါ်လဲညီမလေးနာမည်ကူလို့ခေါ်ပါတယ်ဟုတ်ပြီဒါဆိုညီမလေးနာမည်ကူလို့ပဲခေါ်မနော်လာကူတော့အိမ်ဆောက်ပေးမယ်နော်ဟုတ်ကဲ့ပါမမဒီတိုင်းမှာခဏနေအောင်နင်းတို့အိမ်ဆောက်ပေးမယ်နော်ဟုတ်ကဲ့ကူအေးပါတိတ်ကူရေဒီမှာနေကြအောင်နော်နင်းတို့ကအိမ်ဆောက်ပေးမယ်ဟုတ်ကဲ့ပါမမဒါနဲ့မမနာမည်ဘယ်လိုခေါ်လဲမမနာမည်ကျူကျူလို့ပဲခေါ်ရနော်ဝင်အိတ်နေရောနော်ညာလေးရောက်တော့မှာဆိုတော့ဟုတ်ကဲ့ပါမမကျူကျူအေးထိုင်းနေကဲသူ့ညီမကိုကဲပြရမယ်ဒါနဲ့လေနင်းညီမဘယ်လိုခေါ်လဲသူ့ညီမလားညီလို့ခေါ်ပါရဲ့ညီမလေးပြောတယ်ညီခါလိုက်ပါတော့ငါကိစ္စလေးမဟုတ်ဘူး99ဟာရဘယ်လိုလုပ်ရလဲငါမမေးကုန်ပြီညီကိုကဲရမယ်ညီမမဟုတ်တော့ရှင်နဲ့သူပြောတော့ညီမနဲ့ထားလိုက်ပါတော့ငါကဲစရာရှိရကဲရမယ်ညီသူ့အောင်တော်တယ်လေငါလိုပဲကောင်းမှုပြီးရှော့ပြချင်မှာပါညီပြောတယ်ဒီမှာမိုးတော့ချုပ်သွားပြီပဲဟိုမှာ99ကကောင်းကြီးပဲသူနဲ့1.1ဆွဲရမယ်ဟဲ့လာရတဲ့ရှင်ဝင်ကြစမ်းမင်းမထုတ်ခဲ့လေကွာငါဘာလို့ထုတ်ခဲ့မယ်ပဲမင်းပဲဝင်ကြစမ်းပါကွာကြောက်ရတယ်ကွာဟာဒီကောင်ကမချော်ရေးပဲနဲ့အားလာချုံနေတွင်တော့သေးပြမယ်ငါလည်းမီးလုံးလေးထိုင်နေမီးလုံးညပြန်တော့ဟူမှာပဲတော့သွားတော့မလေးမိုးလေးမာရောမိုးလေးစင်မိုးလေးမီမိုးလေးငါတော့သွားပါပြီကွာ
ရောက်ပါလားငါတော့ကြည့်ရမယ်ခုနကသူပြောရင်ကိုကိုရဲ့ညီလားမသိဘူးညီလားဟုတ်ပါရဲ့တားနေမြညီပါတာမပြောက်နေလေတာမနေမြဘူးလုံးကိုကိုလို့ခေါ်တယ်လေတာမရှိမမလိုက်ပို့ပေးမယ်လာထတာတငယ်ချင်းနေရှိသေးလားရှိတော့ပါဘူးမမကိုကိုနဲ့ညီနဲ့ပဲထွက်လာတာမမအဲ့လိုရှောက်ပြောတယ်ဒါဆိုနေမှာကောင်းမှုနေလို့ထင်နေထားလိုက်ပါဒီဗီဒီယိုလေးဆိုင်စကွာလေးတရားရှာနေပြီလေမလေးတော့ဘာစီစမ်းလေးရောက်ဒီလောက်ပါပဲကျွန်တော်အားလုံးလေးကျေးဇူးမိုင်းနေဒီနိုင်ဟိုရာကြီးဆိုပြသွားပါပါ